အားလုံးမင်္ဂလာပါကျွန်တော်တို့ဆက်လက်ပြီးမှကျွန်တော်မိတ်ဆွေလုပ်ဖို့ဆောင်ဖက်ဆရာမေပန်ယောဟန်နဲ့မိတ်ဆက်ပေးလိုပါတယ်ဆရာမေပန်ယောဟန်တော့ဒီတူးဒီရှာတဲ့နေရာမှာတင်းတော်တီထောင်တဲ့နေရာမှာဘုရားဆုလက်ဆောင်ပေးပြီးအသုံးပြုနေတဲ့ဆရာဖြစ်ပါတယ်ဒါကြောင့်ဒီမဲဆောက်မြောက်ဒီဖက်မှာစရောက်လာပြီးမှသူသာသနာပြုနေတာဆရာဘယ်ချိန်ကစပြီးသာသနာပြုနေလဲဆိုတော့စပြီးရှင်းပြပေးပါဟုတ်ကဲ့ကျေးဇူးတင်တယ်ကျွန်တော်ကအမှပြောမယ်ဆိုရင်90ခုနှစ်ကနေအမှုတော်စအမှုတော်မြတ်ရှင်မှာ1991ဒီ6လ30ရက်မှာရောက်ပူတော်ကလည်းစဟုတ်ကဲ့ပူတော်ကလည်းရှစ်တန်းရန်ကုန်ရောက်လာတယ်ရောက်ပြီးရန်ကုန်မှာအမှုတော်ဆောင်ဆရာကြီးတွေနဲ့လက်တွဲပြီးမှနည်းနည်းပေါ့နော်အစင်ပြီးပြောမယ်ဆိုရင်အဲ့မှာနည်းနည်းလောက်နေခဲ့တယ်အမှုတော်ဆောင်မှာပြီးမှဖာမှာပြမဲ့6နှစ်ပေါ့နော်6နှစ်အဲ့မှာလည်းတင်းတော်တီထောင်ခဲ့တယ်တင်းတော်တီထောင်ခဲ့တယ်တင်းတော်မရှိတဲ့နေရာပေါ့နော်ယုံကြည်သူလုံးဝမရှိတဲ့နေရာမှာကျွန်တော်ခရစ်တော်ရဲ့အတင်းတော်တပါးရှိလာအောင်ဒီခရစ်တော်ရဲ့ဒီဆွဲကပင်တက်ကုန်းမှာပေါ့နော်ခုတီရှိတယ်အဲ့မှာအတင်းတော်တပါးရှိတဲ့နောက်ပိုင်းမှာကျွန်တော်ကပြန်နောက်အတစ်တနေရာမြောက်နေရာဒီရန်ကုန်တစ်ခါပြောင်းသွားတယ်ရန်ကုန်လှိုင်သာယာမှာအတင်းတော်မှာ3နှစ်ပေါ့နော်ဆက်ကပ်မှာအဲ့မှာ3နှစ်ဆက်ကပ်တဲ့နောက်ပိုင်းမှာကျွန်တော်စိတ်ကအလူလူနဲ့အတင်းတော်ရှိပြီးသားနေရာမှာထိုင်ဖို့ပေါ့နော်အတီထိုင်ဖို့စိတ်ကအဲ့လိုတဏှာမငင်ဖြစ်လာတယ်အဲ့ဒါကိုလေအတစ်ပဲအတင်းတော်တစ်ပေါ့မရှိတဲ့နေရာမှာတွားမှုဆန္ဒကပြင်းပြတော့အဲ့လိုမျိုးနဲ့တကယ်ပြောမယ်ဆိုရင်ဘသူကဆယ်လွတ်တာတော့မဟုတ်ပဲနှလုံးသားနဲ့အဲ့လိုဟောပေါ့နော်တကယ်ပြင်းပြလို့တစ်နေရာဒီမြောက်လေးကို2004မေလ30ရက်မှာရောက်လာတယ်အဲ့အချိန်တော့တိုက်ပွဲတွေပြင်းထန်တဲ့အချိန်ပေါ့မဟုတ်လားဟုတ်တယ်အဲ့အချိန်မှာတိုက်ပွဲတွေပြင်းထန်တယ်တိုက်ပွဲတွေရှိတယ်တခါလဲအိမ်နာဒီဘုံပေါက်လာဟုတ်တယ်မဟုတ်အဲ့လိုခက်ခဲကြမှာသူမြောက်တီမှာစလုပ်ပြီးနည်းနည်းတာသနာအကြောင်းရှင်းပြပါအဲ့မှာအိမ်တင်းတော်ဖြစ်လာမှာကျန်းစားခဲ့အဲ့မှာကျွန်တော်မိသားစုရောက်လာတဲ့အခါမှာပြောမယ်ဆိုရင်အဲ့မှာရောက်လာတဲ့အခါမှာအိမ်ငားတာပေါ့နော်အိမ်ငားအင်းမောလို့ဆိုဒီမှာအဲ့ဒါပထမတဲ့အိမ်ငားပေးတဲ့လူကပြောမယ်ဆိုရင်အဲ့မှာဆရာရာနီဖြစ်တယ်ဆရာရာနီကအိမ်ဒီမှာငားပေးတယ်အဲ့ဒီကနေဆရာရဲ့ဇက်ခဲကတစ်စစ်ပေါ့နော်ဆက်ပြီးငားပေးမင်းဆောင်မှာနေတဲ့ဆရာရဲ့ဇက်ခဲကအိမ်ငားပေးပြီးမှအဲ့မှာကျွန်တော်တို့စခဲ့တယ်အဲ့ဒီကျွန်တော်စတယ်ဆိုတဲ့နေရာမှာတယောက်ပဲရှိတယ်ယုံကြည်လူအခုတိရှိတယ်အဲ့မှာဝန်ထမ်းမိသားစုတရားနဲ့တယောက်ပဲရှိတယ်အဲ့ဒီကနေစတင်းတော်စတာပေါ့လေဒါမဲ့ဒီနေ့တခြားပေါ့လေဒါဘုရားဒီဖို့ဆောင်တာပေါ့လေပြောမယ်ဆိုကိုကလည်းဘုရားကိုဆက်သက်ပြီးသူနဲ့အတူလုပ်တဲ့အခါမှာစစ်တပ်ထဲမှာလည်းတွားတယ်အဲ့ဒီအချိန်မှာတော်တော့ကျွန်တော်ရမ်းမာရေးလေးဟိုဖြစ်ခဲ့တယ်2005ခုနှစ်မှာလေ PB လေးဖြစ်ခဲ့တယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဒီမစားမတော့ပဲနဲ့တွားလာတဲ့အခါမှာဟိုစစ်တပ်ရောဂါပူဆက်ပြီးအဲ့မှာ6လ10တောက်ပြီးတက်တာလာတယ်ဒီလိုနဲ့ဘုရားရဲ့ကျေးဇူးတော်ကြောင့်ပေါ့နော်ဒါယုံကြည်သူတွေကတနေ့တခြားများလာတယ်သူ့အတူကျွန်တော်ဘယ်သူမှမခေါ်ဖြစ်ဘူးဒါပေမဲ့ဥပဒေလောက်တာတက္ကန္တဒါပေမဲ့ယုံကြည်ပြီးသားလူလာတာကဒါသူတို့စံတန်းနေလာတာဒါပေမဲ့သူတစ်ခုပါညာလို့ပြောခံရတာတော့ရှိတာပေါ့လေဒါပေမဲ့ဒီလိုပဲပြောကိုကသူခိုးတာလည်းမဟုတ်ဘူးကိုယ်စီမှာလာတဲ့လူကိုဝိညာဉ်စာကျွေးတယ်ဒီလိုနဲ့အတင်းတော်အခုအတင်းတော်တပါပြောမယ်ဆိုရင်ဒီအတင်းတော်တပါရှိလာတဲ့အခါမှာကျွန်တော်တို့ဒီအတင်းတော်ရှိလာဖို့မြင်နေရကတော့အခုဒီမဲဆောက်မှာရှိတယ်ကျွန်တော်တို့ဆရာကြီးအေဇေခံသူတို့မီရှင်ရဖြစ်လိမ့်မယ်မီရှင်ကသူတို့ကျွန်တော်တို့အတင်းတော်အတွက်ခရစ်တော်ရဲ့အတင်းတော်တသနာမြင်ဆိုပြီးမှဒီမြောက်ဒီမှာပေါ့လေအဲ့လိုမြေကွက်တစ်ကွက်ကိုနှစ်ကွက်ပေါ့လေဝယ်ပြီးမှအဲ့မှာခုတည်းကြီးကျွန်တော်ဘုရားကျောင်းဆောက်ပြီးမှဆရာအိမ်လည်းရှိတယ်အဲ့မှာအခုအတင်းသားဘယ်လောက်ရှိလဲအခုအတင်းတော်ကအတင်းသားကအဲ့ဒီမှာမြို့ပေါ်မှာရှိတာ90အနေဆောင်50ရှိတယ်အဲ့ကတစ်စင်းတော့အတင်းတော်ချဲ့တာလည်းရှိတယ်နောက်နေရာလေးကပဲညာအဲ့ဒီ356ဆိုတဲ့စစ်တပ်ဆင်းဝင်းနေပါလေအဲ့မှာလည်းမိသားစု6စုလောက်ရှိတယ်အဲ့မှာတနေရာဘုရားရှိခိုးတယ်အဲ့မှာလည်းလူမျိုးပေါင်းစုံပေါ့နော်ပြောမယ်ဆိုနောက်တနေရာကပြန်ဒီရွှေကုတ်ဘူဖက်မှာပေါ့နော်ရေတခုံမြလေးကုန်းဆိုတဲ့နေရာမှာအဲ့မှာလည်းတင်းတော်တပါးတစ်ခုစတဲ့ဒီထောင်ပြီးမှအခုတစ်နှစ်ကျော်လာပြီဘုရားကျောင်းလေးတစ်ဆောင်လေးဆောက်ပြီးပြီပေါ့နော်ဒါကျွန်တော်တို့မရှိတဲ့ခြားတဲ့ဘုရားတခင်ပြောမယ်ဆိုရင်ဒီမှာအခုကျွန်တော်ဘေးမှာထိုင်တဲ့ကျွန်တော်ချစ်တဲ့ဆရာကြီးကဆရာတောင်းစီကအများကြီးကျွန်တော်တို့ကအထောက်ပံ့ပေါ့နော်ကူညီပေးတယ်အပြည့်ပေးတယ်အကြံဉာဏ်ပေးတယ်လက်လမ်းပြီးတော့သူသက်ဆွမ်းတဲ့လောက်ကျွန်တော်တို့လုပ်တဲ့နေရာမှာဘုရားကျောင်းဆောက်တဲ့နေရာမှာတော့၎င်းပေါ့နော်ပါဝင်ပေးခဲ့တယ်အဲ့ဒါနဲ့ကျွန်တော်တို့ဖြစ်လာတာပေါ့လေအခုနောက်ထပ်တစ်ခုတိုးချဲ့တာပဲရှင်းပြပြီးဘုရားတောင်းဆိုတတ်တာနောက်ကတတ်ဘူးဖက်2005ခုနှစ်မှာအခုကျွန်တော်အတိတ်ကဘာမဖြစ်သွားတဲ့အခါမှာ
ကျွန်တော်ကဆွမ်းနာပြောတယ်လို့ကျွန်တော်စိတ်ကအတစ်မရှိတဲ့နေရာမှာသွားချင်စားကြရတယ်အဲ့ဒါနဲ့ချင်းမိုင်ကဆရာကြီးJC ယာမီ JC ကိုခေါ်ရဆရာကြီးခေါ်ရတော့တာ JC ကိုခေါ်ပြီးမှကျွန်တော်တို့ဆရာနှစ်ပါးကိုလက်တင်စုတောင်းပေးပြီးမှအဲ့မှာတာဝန်ရွေးခဲ့တယ်အခုမြောက်ဒီမှာအတင်းတော်မှာကြာတော့အမဆရာတစ်ပါးတိဟုတ်ဆရာတစ်ပါးတော့မြက်လေးကုန်းမှာဆရာတစ်ပါးအဲ့လိုနဲ့တော့ကျွန်တော်ကအခုဒီမှာအဲ့မှာတစ်နေနေမှာကျွန်တော်ထပ်ပြီးမှသွားချင်လို့အခုဒီခရတော်ဆိုပေါ့နော်ခရတော်ဆိုမြို့ကိုစအလားကျော်ပေါ့နော်အလားကျော်လည်းတော့တစ်ဒီတော့ဒီကဒီငါးပြီးအခုလက်ရှိငါးပြီးမှပြရရှိခုတယ်အဲ့မှာလက်ရှိရောလူဦးရေပေါင်း10ရောက်15ရောက်ကလေးနဲ့ပေါ့15ရောက်လောက်ရှိပြီဆက်လက်ပြီးမှအားလုံးကစုတောင်းကိုညီပေးကြပါတူတယောက်ကတိုက်တွန်းပြီးမှသွားခိုင်းလို့မဟုတ်ဘူးကျွန်တော်ရဲ့စံသားကနှလုံးသားထဲရတယ်ခရားကိုအားပူပြီးမှသွားတဲ့အခါမှာတကယ်ဘူးလဲစက်ကပ်ရင်စက်ကပ်တဲ့နေရာမှာလွတ်ပေါ်ဆောင်ခဲ့တွေကအကြံပေးတယ်အမျိုးမျိုးပေါ့နော်ခုအားပေးတယ်တစ်ခက်တလမ်းမှာကူညီရမယ့်နေရာမှာကူညီတဲ့အရာတွေကိုလည်းပဲတို့ကျွန်တော်တို့စက်ကပ်ရချင်းတာလေးဖြစ်တယ်ဟုတ်ပြီဒီမြောက်ဒီထိုင်းမြန်မာနယ်စပ်တော့ပြောတော့အနဲ့ရောက်နေမြေပေါ့အခက်ခဲဆုံးနေပြီဆိုတော့ဒီအန်ဒီယာဂျာမှာတခါလေဘယ်လိုကြုံတွေ့ခဲ့တယ်အတက်အန်ဒီယာတွေဘယ်လောက်ရှိခဲ့တယ်ဆိုတော့လည်းရှင်းပြအဲ့ဒါမျိုးကြတော့အများကြီးရှိတယ်ကျွန်တော်ဒီမြောက်ဒီမှာနေတဲ့အချိန်မှာဆိုရင်မှာဒီဟိုဖြစ်လို့စစ်ပွဲဖြစ်လို့ကျွန်တော်ဒီချင်းမိုင်အော်ဒီဘက်ကန်းကိုလက်ဆော့ဖက်မှာကျွန်တော်တို့ရှောင်းတင်းပြေးဒုက္ခတွေနဲ့ထွက်ပြေးခုလုံးရတော့တိုင်းဘက်မှာအဲ့ဒီအချိန်မှာအင်ခေါင်မိုးတွေဘုရားကျောင်းခေါင်မိုးတွေပေါက်အောင်လို့အလုံးကြီးတွေပေါ့နော်ဘုံကြီးတွေထိပြီးမှအဲ့လိုမျိုးလေကျုံးခဲ့တယ်ဆိုတဲ့အရာပေါ့နော်ဒါပေမဲ့ဘုရားကျေးဇူးတော်ကြောင့်ဘယ်သူမှတိခိုက်တာမရှိဘူးနိနာတာမရှိဘူးဒီလိုနဲ့ပဲပေါ့နော်အတင်းတော့အဲ့လိုတဘာရမအဖြစ်ရက်ဒီဖိတ်ကိုဘုရားပေးလေဆိုတဲ့အရာပေါ့လေဒီအခက်ခဲကြောင်းမှာတော့ရှေ့တန်းမှာတွားနေတယ်ဘုရားကွယ်ကားတယ်ဆိုတာခံစားခဲ့တယ်တက်တည်နေခဲ့တယ်ပေါ့နောက်ဒီနေမြေတက်ဒီမှာကြာတော့ခုနလိုအခက်ခဲပြောတော့ငွေကြေးတဲ့အခက်ခဲအများကြီးရှိမှာပဲအဲ့မှာလည်းဘုရားခင်ကဘယ်လိုပြင်ဆင်ပေးသွားတယ်ဆိုတော့နည်းနည်းရှင်းပြကျွန်တော်ရဲ့စံတာကကျွန်တော်တယောက်တည်းရဲ့ခံယူချက်တာမှာကပဲလေကျွန်တော်တငယ်ချင်းတွေကိုလည်းကျွန်တော်အားပေးတယ်ကိုအရန်နီးစပ်တဲ့ဆရာတွေကိုပြောတာပါတကယ်အရန်နီးစပ်တဲ့တငယ်ချင်းတွေကိုပြောတယ်ကျွန်တော်တို့လုပ်ဖို့ပဲဖះတဲ့စက်ခတ်ဖို့ပဲဖះလုတ်လာတဲ့သူကကျွန်တော်တို့တာဝန်မဟုတ်ဘူးဖះတခင်လုတ်လာနေဆိုတဲ့အရာပိုင်ရှင်ရပြင်ပေးမယ်ပိုင်ရှင်ကကျွန်တော်တို့မဟုတ်ဘူးကျွန်တော်တို့အလုပ်မဟုတ်ဘူးကျွန်တော်တို့ကအစေခံတာပဲဒါပေမဲ့ကျွန်တော်တို့ကနှလုံးသားပါနဲ့စက်ကအနည်းလားစက်ကမယ်ဆိုရင်အဲ့ဒီအပေါင်းအသင်းပုံမဲ့သူကပိုင်ရှင်ဖြစ်တဲ့ဒီယေရှုဖခင်သာနေဖြစ်တယ်ဆိုပြီးခံယူချက်နဲ့ကျွန်တော်သူတစ်ပါးကိုလည်းအားပေးတယ်လို့ကိုတိုင်လေးလို့ပဲအခုလက်ရှိလည်းဒီဘသူတယောက်မှလည်းလို့ပေါ့နော်တာဝန်ယူပြီးမှလုံးလုံးလားတာဝန်ပြီးသွားတာမဟုတ်ဘူးဒါမဲ့လမ်းစိတ်ပြီးတစ်ခါတလေဒီမှာကျွန်တော်အနိကကျွန်တော်ဆရာတောင်းကသူအားဖြင့်လမ်းစိတ်ပြီးပေးတယ်ကျွန်တော်သွားတယ်ဖခင်ကဒီလိုပဲကျွန်တော်ကိုအဲ့လိုလောကတာပြင်ဆင်ပေးမယ်ဆက်လက်ဖခင်ပြင်ဆင်ပေးဆိုတာဆရာကျော်သေးကတော့ဒီမှာပြောင်းဖူးကြီးစိုက်တယ်သာသနာမှာလောအပ်တဲ့အရာတွေအတွက်ကိုချိုကိုထတင်အောင်သူတစ်ပါးစီပဲတောပြလူခံတာလည်းတိတ်တခါလည်းမကောင်းအားကြောင့်ပြောင်းဖူးစိုက်တယ်ဒီမှာနွားတွေမွေးတယ်ပြောတော့ဒီလိုကိုချိုကိုထလည်းပြအောင်ကြိုးစားရင်းနဲ့သာသနာမှာတာရွေ့ပေးကမ်းနိုင်အောင်ပေါ့ရယူခြင်းတဲ့ပေးဆက်ခြင်းတာရွေ့ကောင်းတယ်အစွန့်ကျဲခံခြင်းရတဲ့စွန့်ကျဲခြင်းနဲ့တာရွေ့မင်္ဂလာရှိတယ်ဆိုတဲ့ခရစ်တော်ရဲ့စကားအတိုင်းသူတို့ကဒီမှာတကယ်ပြောင်းဖူးစိုက်ပေးစိုက်နွားမွေးပြီးမှဒီတာလုပ်ငန်းမှာကိုတိုင်ပေးကမ်းပြီးကြိုးစားနေတာအများကြီးပြောင်းလဲလာဆိုတော့ဆရာဘက်မှာလည်းအများကြီးလိုပါပဲဆိုတော့ဆရာလည်းဒီကိုချိုကိုထအနေနဲ့ဘာတွေလုပ်ဖြစ်တယ်မြောက်ဒီအဲ့ဒီနေဆက်တာနာဘက်မှာဟိုအဲ့မှာဟုတ်တယ်ခဏပြောလို့ဆရာကျော်သေးလို့တဲ့ပုံစံပေါ့လေကျွန်တော်လည်းဒီပြောင်းခင်းတွေပေးခင်းတွေပြောင်းခင်းလုပ်တယ်ပေးခင်းလုပ်တယ်အဲ့ဒါ3-4နှစ်ရှိပြီပေါ့နော်အဲ့ဒီခင်းနဲ့လည်းလုပ်ချင်းအဖြစ်လည်းအများကြီးအထောက်အပံ့မိသားစုစားဝတ်နေရေးမှာလည်းအထောက်အပံ့ဖြစ်တယ်အမှုတော်မြတ်အတွက်လည်းပေါ့နော်တစ်ဖက်တစ်လမ်းမှာအထောက်အပံ့ဖြစ်စေတယ်ဆိုတဲ့အရာကတကယ်ကျွန်တော်လက်တွေ့ခံစားနေရတာဖြစ်ပါတယ်ဟုတ်ပြီနောက်ဆုံးဆုတောင်းပေးဖို့ညီကိုများကိုပြောချင်တယ်အခုသူတို့ဆုတောင်းကိုညီဖို့ကဒီမှာမြောက်ဒီမှာကျတော့ဒီအတင်းတော်နှစ်ပါးပေါ့နော်ဒီမအဲ့လိုဖြစ်ပြီးအခုအစ်စ်ဖြစ်တဲ့ဒီခရသုံးစုတက္ကနာနေအတွက်ပေါ့နော်အနေနဲ့တဲ့ဆုတောင်းကိုညီပေးချပါဒီအတင်းတော်မြင်နေရကစားပေါ့နော်ဒါကျွန်တော်စားဖို့တောက်ဖို့လိုအပ်တဲ့အရာတွေကကျွန်တော်တို့အိမ်ငါးပြီးစောင့်နေတယ်
ဒီငါးပြမှာစနေတယ်ဒါနဲ့ဖခင်ကပြင်ဆင်မယ်ဆိုတာယုံကြည်တယ်ဒီအတွက်ဆုတောင်းကူညီပေးဖို့သူကျွန်တော်မျှော်လင့်တယ်နောက်ဟိုမှာအတစ်နေမြေမှာဒီလူမျိုးအနေနဲ့ပြောမယ်ဆိုရင်မွန်နေများတယ်လူမျိုးတွေနောက်တဲ့ကရင်တွေအဲ့ဒီလူမျိုးကအများဆုံးဖြစ်နေတယ်အခုလက်ရှိလည်းဘုရားရှိခိုးတယ်လို့လည်းအဲ့မွန်လူမျိုးတွေကြီးပဲဖြစ်နေတယ်ဆိုတဲ့အရာပေါ့နော်လားဆိုမွန်တွေအားလုံးလည်းပြုတ်ဖို့ဒီနေဆက်တနာလုပ်ငန်းတွေမှာစုတောင်းပေးရုံကကိုယ်တိုင်လည်းတခါလေလာပြီးအားပေးပါနော်လာပြီးအားပေးပါအတူလက်တွဲပြီးပူပေါင်းပြီးမှဒီဘုရားတနာကျေပြန့်ဖို့အတွက်နော်အားလုံးလက်တွဲပြီးလုပ်တော့ရအောင်ဆိုတာလေကျွန်တော်တို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်ဘုရားသခင်ကောင်းချီးပေးပါစေအာမင်